သူတောင်ဝီအကောင့်ဆိုပြီးတော့ဒီကနေ့တာနာကိုစောင့်ရှောက်တဲ့အနေနဲ့လုပ်နေတဲ့အကောင့်တွေဟာဆရာဦးအောင်မြိုင်လားအောင်စောလားဘောရကွင်းဆရာတော်လားလို့ဆိုပြီးတော့ဦးဇင်းတို့ဖုန်းတွေကိုတင်သွားကြပါတယ်မတို့လိုက်လို့ဗျာ မှန်ပါပေါ့။ဟောဒီဒီတော့တန်ခါနာရကလွတ်ထုံးလုပ်နေရဆိုရင်ဒီတော့ရုံးမှာပဲရှင်းရမှာပါဘုန်းကြီးခေါင်းကြီးတို့ဆရာအကုန်လုံးပါတဲ့နဲ့ဒီအကုန်လုံးခေါ်လာပြီးရုံးမှာပဲရှင်းမှာအဆင်ပြေတယ် ဟောဟုတ်လားမှန်လွတ်ထုံးလုပ်နေတိုင်းဆိုရင်လေ အဲ့တော့တပည့်တော်ကတော့လုံထုံးလို့ပဲနဲ့ဆက်ဆက်မှုလည်းတပည့်တော်ကဟိုဟာလေဟိုစဉ်းစားတာတပည့်တော်လည်းဒီ social မှာလည်းဟိုမီဒီယာလည်းပါမှာဆိုတော့မီဒီယာရှိနေဆင်းရမှာဆိုရုပ်လုံထုံးလုပ်နေရတော့မှန်တယ်ဗျတပည့်တော်ကခုနရှင်မဲတို့ပြောလိုက်တဲ့အတိုင်းပေါ့ဗျာတပည့်တော်ဒီဘက်ကယောဂီတွေတာဝကတွေကလည်းများတဲ့ခါကျတော့များတယ်ဒီတော့တိကျခမ်းမထဲမှာလုပ်နေတာဟောတိကျခမ်းမှာတယ်မှာအဲ့ဒါတွေကိုဖိတ်လို့ရတယ်ပေါ့တယ်မှာမှန်ကျုံးရဲ့လုံထုံးလုံနေတိကျခမ်းမမှာလုပ်တယ်ဒီလွတ်ထုံးလုပ်နေရဆိုလို့ရှိရင်ဒီတော့တန်ခါနာရကဖွင့်ရရုံးမှာကိစ္စရုံးမှာပဲရှင်းရမှာဘေးထွက်ရှင်းလို့နေတာပဲမှန်အဲ့လားဆိုရင်ဒါဆိုရင်တပည့်တော်ဘယ်လိုလုပ်ရင်အဆင်ပြေနိုင်လဲဖေတပည့်တော်မသိလို့လို့ဒီဘက်ကြလိုက်လေဖွင့်မသိဘူးနာအဲ့ဒါရှင်မတို့ဒီဘက်ကအဲ့ရလိုက်လာပဲလူတွေကခေါ်လာလိုက်ပေါ့လိုက်မှန်အဲ့ဒါလည်းကောင်းတော့ကောင်းပါတယ်ချီပရီတန်ကပေးတဲ့အလင်မှာဆိုရင်တော့ပိုကောင်းတာပေါ့ဒီဘက်မှာကျတော့ရှင်မတို့လာဖို့အတွက်လည်းအခက်အခဲဖြစ်မယ်နော်ရှင်လာဖို့အတွက်လည်းအခက်အခဲဒီလိုတော့ဆိုရင်လုပ်ငန်းကြော်လုပ်တဲ့ပုံစံနဲ့ရှင်းပါဟုတ်တယ်လုပ်ငန်းဟုတ်တယ်ရှင်မတို့ကျတော့ဒီဘက်မှာကျတော့ဒီဘက်နယ်ပြည်ကျတော့ရှင်မတို့လုတ်ပိုင်ခွင့်ရနေသွားမှာနော်ဟုတ်တယ်လုတ်ပိုင်ခွင့်နေသွားမှန်တယ်ဗျရှင်မနော်အဲ့ဒါလည်းရှင်မတို့အဲ့ထက်ကဆရာတော်တပါးကညွှန်ကြားလို့ပါဒီလိုတော့မတောင်းဆိုပါဘူးအခုလည်းကောင်းမယ်ဆိုရင်တော့အဲ့တိုင်းလေးလုပ်မယ်ဆိုဒီဘက်ကပြီးတဲ့ပဲပြောခေါ်လာခဲ့လိုက်နော်တယ်ပါဘုန်းအလားဆိုရင်တဲ့နော်အဲ့ဒါဆိုရင်ဒီဘက်တို့ဒီပိတ်သက်ကတကယ်လို့ဘယ်လောက်ခေါ်လာလို့ရတယ်ဗျပိတ်သက်ကတော့လာမနဲ့ရတယ်ဗျာရှင်ဗျာခေါ်ကြတယ်လားခေါ်လာလိုက်ရတယ်ဒီမှာမရရင်ဒီတော့ဗိမ္မာမှာလောက်ဗိမ္မာမှာအဲ့လိုဗိမ္မာမှာစီဝေးလုပ်ပြီးလို့ရှိရင်တော့ဗိမ္မာမှာလုပ်ပြီးတော့ပို့ရှင်ပြတယ်ဗျပိတ်သက်ကလည်းနည်းနည်း200-300လောက်တော့အနည်းဆုံးလာမှထင်တယ်ကျွန်တော်ရတယ်ဗျာဗိမ္မာမှာဒီလိုလုပ်ပြီးမှန်အဲ့လိုလေးဒီလိုလုပ်ပြီးပါဗျာဒီလိုဒီဘက်ကပိတ်သက်တွေကလည်းပိတ်သက်တွေကလည်းအဲ့ဒါနဲ့ပတ်သက်အဲ့ပိတ်သက်တွေရှိမှဆိုတော့သူတို့ရှိမှဆိုတော့သူလည်းကြည်နပ်သွားတာပေါ့ဗျာရတယ်ဒီကခန်းကနေနားလက်ပြီးပါမှန်ဝမ်းသာပါတယ်ဗျအဲ့ဆိုရင်ဒီလိုပိတ်သက်တွေပဲအဲ့ဒီပဲညှို့လိုက်တော့နော်ရှင်ဗျာရှင်မတို့မော်ဘီကြတော့ဒီလိုအကျဉ်းမလေးမော်ဘီဗိမ္မာပေါ့သာသနာဗိမ္မာမော်ဘီသာသနာဗိမ္မာနော်နေ့လေကတော့တနားရီလောက်ဆိုဆင်ပြေလားဗျာလည်းတနားရပါလေနော်မှန်ပါနော်အဲ့လားတပည့်တော်အဲ့ရကိုတပည့်တော်ရဲ့အဝါကတွေဒီတိုင်းပဲမှောက်ပြီးဗိမ္မာန်ကိုပဲချိန်လိုက်တော့မယ်နော်ရှင်မမှန်ပေါ့အဲ့ဆိုရင်လည်းရှင်များတို့ကောင်းတဲ့သလိုတာစီမံပါဗျတို့တော့တပည့်တော်ဘက်ကတော့မီဒီယာတော့ပါမယ်နော်ဗျာမီဒီယာတွေခေါ်လာမယ်နော်တမဒီရလည်းပြောပြီးပါကြဘောကရဲဟုတ်တယ်တပည့်တော်ကရတယ်တရားခေါ်လာပြီမှန်အဲ့တော့တပည့်တော်လည်းမီဒီယာနဲ့ပြန်ရှင်းရမှာမဟုတ်လို့တပည့်တော်အတွက်လောက်တာမဟုတ်တပည့်တော်လည်းဒီဘက်မှာပြန်ပြီးတော့ဒီအမှန်တရားအတွက်ကိုပေါ်သွားရင်တပည့်တော်လည်းသူ့ဘာမှမဖြစ်စေချင်ဘူးဒီဟာကိုသူကိုယ်တိုင်အခုလိုမျိုးလုပ်တဲ့အတွက်လည်းတို့လည်းအမှန်တမ်းပြောရင်တို့ဘက်ကတော့အကောင်းဆုံးတော့ဒီဖြစ်စေချင်တာပေါ့နော်အကောင်းဆုံးဖြစ်အကုန်လုံးဘယ်သူမှမနဲ့နိုင်တော့ပိုကောင်းတာပါရှင်မှန်ပါအဲ့ဒါဆိုရင်တပည့်တော်အဲ့မော်ဘီဗိမ္မာန်သာသနာဗိမ္မာန်ပဲချိန်လိုက်မယ်နော်ဖေမှန်ပါဗျာမှန်အဲ့ဒါရပါပြီဗျာနော်ဒီမှာမင်္ဂလာမှန်ပါဗျာသူတို့စဟောတဲ့ဦးဇင်းဘယ်လိုဟောလဲဆိုရင်ဒီဆက်လေးတွေဟောတော့ဦးဇင်းတရားကိုနားမယ်ဆိုရင်ရိုးရိုးပဲနာတရားနဲ့နိုင်တော့မှအပေပိတ်အဲ့လိုမျိုးပေါ့တရားဟောတိုင်းမှာကိုယ့်ရဲ့တရားပေါ်မှာကိုယ်100%အယုံကြည်မှုရှိတယ်အဲ့လိုမျိုးလည်းဟောခဲ့တာပဲဟောတိုင်းလည်းဦးဇင်းဟောလို့ရှိရင်အနည်းဆုံး2နာရီခွဲ3နာရီလောက်ကြာတယ်ဒီလို3ဘွဲလောက်ဟောတယ်ဒါပဲနဲ့တစ်ခိုင်နဲ့မျက်ရည်ကျပြီးတော့ငိုပြီးတော့ကြွားလူအများကြီးပဲရှိတယ်ဗျာဦးဇင်းတို့ကတော့မထူးဆန်းဘူးသိတယ်ဦးဇင်းရဲ့ဒီတရားရဲ့အတိတ်နဲ့ကိုဦးဇင်းသိတယ်အဲ့တော့သူတို့ရဲ့ပါရမီရဲ့အတိတ်နဲ့ကိုလည်းသိတယ်ဦးဇင်းနှစ်ဖက်မြင်ဖြစ်နေတာနော်အဲ့တော့ဒီပေါ်မှာဦးဇင်းတရားဟောတာကတော့ဦးဇင်းအာမခံနေတာဟုတ်တယ်သောတာပတ္တိမတ်ကသောတာပန်ခဏလေးရဲ့ဦးဇင်းပြောသလိုလေးတာရှိလို့ရှိရင်သောတာပန်ကတကယ်တမ်းရှိမယ်ဆိုရင်9ရက်တောင်မကြာဘူးဦးဇင်း9ရက်ဆိုတာအရန်များတယ်နော်ဦးဇင်းပြောတာ9ရက်ကအရန်များသွားပြီတကယ်ရှိနေသိနေကြိုက်ပြီးတော့သိပြီးတော့ကျင့်မယ်ဆိုညာဥယျာဉ်ကျင့်မနဲ့မိုးတော့ရန်ရတယ်ဆိုတော့ဦးဇင်းတောင်းမှန်ခြင်းဟာဓမ္မဝိနည်းနဲ့မဆိုင်ပါဘူးအဲ့ဒီနေရာမှာအဓိကပြောချင်တာကတော့ပြောလဲပြောအပ်ပါလေ
ဒီကနေ့တန်ခါလောကမှာသုတဝရီအကောင့်ဆိုပြီးတော့ဒီကနေ့တာနာကိုစောင့်ရှောက်တဲ့အနေနဲ့လုပ်နေတဲ့အကောင့်တွေဟာဆရာဦးအောင်မြိုင်လားအောင်စောလားဟောရကိုရင်ဆရာတော်လားလို့ဆိုပြီးတော့ဦးဇင်းတို့ဖုန်းတွေကိုတင်သွားကြပါတယ်ဥပဒေရပဲတင်ပြီးဖြစ်စေအဲ့တဲ့ကိုစီစစ်ပြီးဖြစ်စေမဟုတ်လို့မဟုတ်ဘူးပြမှလည်းမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့သူဘလူလဲလို့သိဖို့တဲ့အဲ့ဒီသူရဲ့စေနာနဲ့မြစ်တာကိုဦးဇင်းတို့အများနဲ့ချင်းကြိုက်ရင်မမြင်ရတဲ့အရက်ကလားနေတဲ့သူတော်ကောင်းနှက်ကြီးလိုပဲဦးဇင်းတော်အားကိုးပြီးတော့ဆွေးနွေးပါတယ်ဒါကြောင့်ကိုအောင်စောမဟုတ်ဘူးဥစ္စာကောင်းမြင်မဟုတ်ဘူးလို့ဒါကိုတတ်ပြောရဲပါတယ်ဒီလိုပါပဲဦးဇင်းအနေနဲ့တော့ဓာကြီးတို့သိချင်တာတွေကိုအများနဲ့သိကြပြီးဖို့အတက်နဲ့ဖြစ်တဲ့ကိစ္စဦးဇင်းเจ้าကိုရောက်လာတဲ့ဥဒုရိယတဝါလောက်ကတိုင်လာပြီးတော့တရားဆွေးနွေးခြင်းကစခဲ့တယ်အဲ့တော့သူပြောတော့တယ်သူတရားတွေလွဲနေတယ်စာတက်လာဆိုလည်းမတက်ဘူးဒီနေ့သူကောင်းကောင်းကန်းကန်းမပြနိုင်သူမပြနိုင်မဲ့သူကသူအဓိမာနဖြစ်ပြီးတော့သူရတဲ့တမထအငြိမ်းမျိုးကိုသူကနိဗ္ဗာန်ချင်းပြီးအားလုံးဟောသူ့လိုအားလုံးနိဗ္ဗာန်ရောက်လို့တော့လူတွေကလွယ်ကူတော့လူတွေကရမ်းနိုင်ပြန်လူတွေကသောတပန်ကြီးဖြစ်နေအဲ့ဒီခါမှာသူ့ကိုလူမဲ့လူတိုင်းမဲ့လူများပြီးချမ်းသာလာတော့ဦးစင်းစီကိုသူ့ရဲ့အင်အားနဲ့ကာနစီလောက်နဲ့လာပြီးတော့တန်ဃာရောယောဂီနဲ့ဦးစင်းလာပြီးတောင်းတာချာအဲ့မှာသူပြောတဲ့စကားကခဏလေးပါဗျာအဲ့မှာစကားလေးတစ်ခုထပ်ဖြစ်ဆွဲမေးချင်တာလေးပါဗျာဥတူရိယကပြီးတော့တန်ဃာရဲ့ဘာသာရေးစာပေတွေတက်ကြွမှုရှိမရှိဥမာမောတန်ဃာရေးတက်အပ်တဲ့ဘာသာရေးစာပေတွေကိုသင်ထားခြင်းရှိမရှိအဲ့ဒါလေးတစ်ချက်အရင်ပြပြပါမယ်အဲ့တော့ဦးစင်းနဲ့ပထမဆွေးနွေးစဉ်တုန်းကဦးစင်းကိုမေးပါတယ်ဦးစင်းလေးပြောတဲ့ဥစ္စာတွေကနည်းနည်းစာပေလွတ်နေတယ်နောက်ပြီးတော့ပါဠိဘာသာလည်းမမှန်ဘူးသူကပါဠိဘာသာလုံးဝမမှန်ပါဘူးဒါဟာတော်တော်ကြောက်စရာကောင်းတယ်အဲ့တော့ကိုတော့ဘယ်နှစ်တန်းအထိကြောက်နေဘူးလဲဆိုနှစ်တန်းတောင်3ညနဲ့အောင်ခဲ့တယ်ဆိုလားပဲနှစ်တန်းတောင်3ညနဲ့ကြာခဲ့တယ်ဆိုလားပဲဘာလို့စာမတက်ရင်တော့ရှင်မခက်မယ်နော်အားတဲ့ဒါခန္ဓာကိုယ်တွေအရေးကြီးတာဆရာနီးမကြရင်လည်းမှားမယ်နော်အဲ့တော့ဒီပြီးတော့ဘယ်မှာအာထုတ်ဘူးလဲသူပြောတာပေါ့မိုးကုတ်လဲဆိုတော့ထောင်ထဲမှာအာထုတ်ခုရိုက်ဘူးတဲ့ပုဂ္ဂိုလ်ရင်ကစခန်းလို့လဲပါခဲ့တယ်လို့ညီတို့ပဲဆိုစကားမျိုးပေါ့သူတရားပြပြီးသူအောင်မြင်တာဝမ်းသာကြပါတမထောင်နိဗ္ဗာန်လို့တဲ့အတွက်ကျန်တဲ့တတ္တဝါတွေအယူမအမြင်မှားပြီးတော့အပယ်လမ်းကိုသွားသလိုသူတို့ကိုသူတို့တော့နိဗ္ဗာန်ရမယ်သောတပန်တရာကရိယာလို့သူတို့ထင်မြင်မဲ့တကယ်တရားစစ်ဟာအလို့မဟုတ်ဘူးခုနကတော့အဝိဇ္ဇာနဲ့တဏှာမကွဲဘူးအဲ့တော့ပြောရင်တော့အဲ့နေ့မှာဦးစင်းစီလာတော့ပွဲရှာတယ်ဆိုတာတဲ့ကုန်ញ្ញလာပြီးတာလို့ပြောတာကုန်ញ្ញပြီးတော့ပြောရင်ရနေပြီးတော့ကိုတော့ဝိဇ္ဇာနဲ့တဏှာတောင်းအင်္ဂါကွဲအောင်မသိဘူးကိုကလောဘမှုစိတ်ဒီဘက်ကလောဘမှုဒီဘက်ကဒေါသမှုဒီဘက်ကမောဟမှုဆိုတဲ့လောဘစိတ်တိဒေါသစိတ်မောဟစိတ်တိလည်းမသိဘူးအဝိဇ္ဇာဆိုမောဟဘုကောင်ကတဏှာလောဘစိတ်တိစိတ်သိနှစ်ခုအတူတူအပဲလို့ပြောတော့အဲ့ဒါကြီးလွဲတယ်လို့ပြောသူနည်းနည်းရှက်သွားတယ်အဲ့ဒါနဲ့ပဲ तू ကဒီဥစ္စာယူမတင်မာနဲ့ပြောတော့တင်မာတင်မြောင်တင်မာအဲ့လိုပဲသူပြောပြအဲ့တော့က66ခါကြီးမထွက်သေးပါဘူးအဲ့ဒါလေးရက်နဲ့ရှိပါတယ်ပြောပါဟောဒါဆိုဒီနေ့ဖမိုးလာတဲ့ရည်ရွယ်ချက်ကဖမိုးကိုအဲ့ဖိုင်နေတင်တဲ့အတွက်ကြောင့်66ခါကြီးနဲ့ဆွဲမယ်ဆိုတဲ့ရည်ရွယ်ချက်ကြောင့်ဖမိုးတို့ဒီလိုမျိုးညီနိုင်ချင်းဆိုတဲ့ဆွေးနွေးကန်းတစ်ခုဖြစ်ခဲ့တယ်လို့သဘောပေါက်နော်ဗျာဟုတ်အဲ့ဒါဦးစင်းကျောင်းမှာဟုတ်တယ်ဦးစင်းကျောင်းမှာဖြစ်ခဲ့တော့အဲ့ဒါလူလဲဆိုဦးစင်းမဖိတ်ဖဲနဲ့2023စက်တင်ဘာလ2ရက်နေ့မှာဝိသောက်တီနေနဲ့လာတယ်အဲ့မှာ तू ကတန်ဃာယောဂီ10ယောက်လောက်နဲ့လာတော့နည်းနည်းလေးလေကျွေဝနေတဲ့အခါမှာသူ့ကိုအဲ့မိကွန်းနေပြီးတော့ तू ကချက်ပြီးတော့မတင်မာနဲ့ပြောတယ်နောက်ဦးစင်းနဲ့ तू နဲ့အဲ့လိုဖြစ်တာတွေကိုဖေကုတ်တင်တော့ तू နဲ့အတူနေတဲ့ယဟန်နေ तू နဲ့အတူနေဘူးတဲ့ယောဂီတွေ तू နဲ့အတူနေဘူးတဲ့သီလရှင်တွေဦးစင်းလာပြီးတော့တိုင်တာအဲ့သူ့ရဲ့မှားယွင်းမှုသူ့ရဲ့အာနယ်မှုသူတို့ဘက်မှာအပြစ်လုပ်မှုတုံးလေးနဲ့နေတဲ့အတွက်တိုင်တော့အဲ့လေရိုက်တယ်အဲ့ဒီအချိန်မှာခုနကသူတို့17ရက်17 2023မှာထွက်တဲ့ခုနတကကြီးကိုပြလိုက်တဲ့ဒါပေါ့60ယောက်ခါကြီးပေါ့အဲ့ဒါကိုရေးသားနေမှာတခါတော့ဖတ်ကြည့်မကပ်ပြီးရအောင်ကပြီး စလုံးပေါင်းနေမာနေစလုံးပေါင်းနေမာနေဆိုတော့ဒါအထက်တန်းရှင်းနေနေတာစီစစ်ရမယ်လေဟုတ်နောက်ပြီးရက်မပါဘူးဘယ်နည်းနဲ့လို့မပါဘူးဟုတ်ဒါပေမဲ့သတင်းစာမှာ23ရက်17လို့ပါထားတယ်ဟုတ်ဆိုတော့ဒီမှာဒါရက်ကတော့ဖြောင်းအောင်မရတတ်တဲ့ဒီရှင်းနေကြီးတွေအနေနဲ့ဒီဥပဒေဟာ66ခါကြီးဖြစ်နိုင်မဖြစ်နိုင်နောက်ပြီးတော့66ခါကြီးကထားအောင်ဥစဉ်အနေနဲ့ဒါတွေကိုရှင်းဖို့ဥစဉ်ကိုစွဲတဲ့တရားတွေမတူဘူးဟိုရက်တွေလွဲနေတယ်ဒါတွေဥစဉ်မှာတင်ပြတယ်ရှိတယ်နောက်ပြီးတော့ဥစဉ်ကိုဥစဉ်အများရှိမှာ
အာမခံနိုင်ပါတယ်ဦးစင်းကဒီစာကိုတွေ့ပြီးတော့ဘလို့ပြောနေနီငါသူနဲ့ပြဿနာဖြစ်တော့ငါရှောင်မယ်ဆိုရှောင်လိုက်တဲ့အခါမှာခုနကိုအောင်စော်တို့ကိုအောင်မြိုင်တို့ကသူ့ကိုတရားစွဲတဲ့အမှုဖြစ်ပါတယ်သူ့ကိုရုံးတင်တယ်ပေါ့အဲ့တော့ဦးစင်းတို့ကရှင်မြတ်မပေါက်တော့ပါပါတယ်အားပေးရပါတယ်ဒါပေမဲ့ဦးစင်းကိုနာမည်လည်းအထက်မခံပါဘူးဦးစင်းကိုယ်တိုင်ဥဆောင်ခြင်းလည်းမရှိပါဘူးဒါပေမဲ့ပါဝင်တဲ့အချိန်မှာဦးစင်းလိုက်လုပ်ပေးပါတယ်လိုက်လုပ်ပေးရဆိုတော့လေခုနရုံးတင်တဲ့အထိပဲလိုက်ပြရအောင်အဲ့ဒီခါမှာအဲ့လိုလိုက်တော့အဲ့ကဓမ္မအောင်မြန်ဆိုတဲ့ဒီနေ့ကနေ3ယောက်ကိုပညာပေးလိုက်တယ်6ယောက်ခိုင်းနဲ့ထွက်လာတဲ့အခါမှာဦးစင်းကရဟန်းဖြစ်တော့ဘာမှဖြစ်သေးဘူးနဲ့ကိုအောင်မြိုင်ကိုမဟာအနာဆရာတော်ဘုရားကြီးကစာခွေတဲ့စာကိုဦးစင်းသွားယူပါတယ်ဒါလိုပဲဦးစင်းကိုထပ်ထွက်တော့ဦးစင်းအတွက်ဦးစင်းသွားယူပြီးတော့နိုင်ငံတော်တာနိုင်ဝင်းကြီးပြည်တဲ့ဝင်းကြီးအကုန်တင်ပါတယ်သို့တော့အဲ့လိုမဟာအနာစာတော်ကြောပြီးတော့ဒီကိုတော်ကတော်တော်လေးကိုဒီဦးစင်းကိုအကျဉ်းချင်းစစ်စစ်အောင်အခုလိုအေးယူအောင်ဖြစ်နေတာဟာခုနကလူတရားတော်အမှားပေါ်မှာယုံကြည်မှုအလွဲမှားတွေများလာလို့ဦးစင်းယုံကြည်မှုပါအခုရောက်လာလဲအဲ့ဒါတွေကိုဖြည့်ရှင်းရင်တောင်းမှန်မယ်ဘယ်လိုဖြစ်တောင်းမှန်မယ်ကျင့်အောင်တောင်းမှန်မယ်၆၆ကားကိုကြောက်လို့မဟုတ်ပေမဲ့လုံတဲ့နာကိုလှုပ်ချင်းတောင်းမှန်ခြင်းကြောင့်ပြင်းငင်းခြင်းဟာအဓိကရဏ9ပါးတွေကတပ္ပဒါနအဲ့အဓိကရဏအတိုင်းသွားတာဖြစ်တဲ့အတွက်အဲ့နိစ္စနဲ့ကိုယူပြီးတော့ဦးစင်းရောက်လာတာအာငါအခုအဓိကတော့ဒီမှာလာတဲ့သူတွေပြဿနာတွေမဖြစ်အောင်ဆရာတော်တွေခုမျိုးနဲ့တန်ခါနာကလာတယ်ဘာတော့ထားသေးတယ်ဟုတ်တယ်နော်သူတို့ဖိတ်ထားတာလေသူတို့အများကြီးဖိတ်ထားတာအဓိကရဏငင်းအေးချင်းအကြောင်းခွန်းမှာအခုလာတဲ့ဥစ္စာမသမုတ်ခါဝင်းကြီးပေါ့စောက်ပြီးတော့အဝါလေးဦးစင်းကတော့စာပင်နဲ့အတူသမုတ်ခါဝင်းကြီးလို့ခေါ်ပါတယ်ဒါအဓိကရဏခွန်းမှာအဓိကယုံငင်းအောင်သမတတရား9ပါးတွေကအဲ့ဒီပါအဲ့ဒါဘာလဲဆိုတန်ခါဓမ္မဝိနည်းပုဂ္ဂိုလ်တွေမျက်မှောက်နဲ့ငင်းအေးစီကြောင့်ရှုံးပေးခြင်းငင်းတယ်အဲ့ဒါငင်းအေးကိုလာတာပါဒါပေမဲ့အခုသူတို့ဖိတ်ပြီးသူတို့မလာလဲဦးစင်းကရဟန်းတစ်ပါးဖြစ်တဲ့အတွက်လာတဲ့သူတွေကိုအဲ့ခံမယ်သူတို့ဘက်ကမကျင်တဲ့သူတောင်းမှန်မယ်ဟုတ်တယ်မနော်ဦးစင်းကတောင်းဝင်ကြည်လေဆရာတော်ကတော့သူ့ဘောသိက္ခာကိုညှိုးနှမ်းစီလို့ဒါကြီးဟာမလုတ်အထောက်လှုပ်လို့ဆရာတော်ကပြောပေမဲ့ဦးစင်းကြတော့ဦးစင်းကိုချစ်မြတ်လို့လာတဲ့မြို့ပါသားနဲ့ချစ်တဲ့ဒကာကြီးပါဝင်အခြားသောလူတွေကဆန္ဒပြမယ်ပြဿနာရှာမယ်အောင်မြို့နဲ့တန်ခါပေါ့ဗျာမြို့နဲ့တန်ခါနာကရုပ်သွားမယ်ဘာညာမဖြစ်အောင်လို့ဦးစင်းလာတားတာပါဟုတ်ကဲ့ပြောပါအခုဒါဆိုရင်သူတို့ဘက်ကလည်းမလာဘူးပေါ့နော်ဒီကလည်းဖြစ်တယ်လို့လည်းသိရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာကတကယ်လို့မလာလို့ဖုံဖုံကိုသူတို့က66ခါကြီးနဲ့တရားဆွဲပြဟိဆိုရင်ရောဖုံဖုံနေနဲ့ဘယ်လိုများအခိုင်ပါမယ်လို့ခုနအနေနဲ့ဦးစင်းကတော့မပြေလေပြည်တော်ဖြည့်ရှင်းတဲ့စိတ်နဲ့အခုဆရာတော်ကြီးညွန့်တဲ့တန်ခါနာကဆရာတော်ကချင်းချောက်လို့လာတာမဟုတ်ဘူးဒါပြတာတော့ဦးစင်းကကျမ်းမာရေးအကြောင်းပြကိုရှောင်းလို့ဒီရှောင်းမလုပ်ဘူးတို့ပဲဒီညွန့်တဲ့ရဲမှုကဖိအားပေးလို့မဟုတ်ဘူးဦးစင်းတောင်းမှန်ကြီးရဲ့အရာသာလေးပြည်တယ်လို့ဦးစင်းရဲ့ငြိမ်းအေးခြင်းနဲ့စိတ်ကြောင့်နောက်ပြီးခုနကပြောလို့သမုတ်ခါညီတိုင်းဦးစင်းလာပြီးတော့တောင်းမှန်လိုက်ခြင်းအေးချမ်းမှုဒါပါပဲဦးစင်းကရိုးလေးပဲအေးချမ်းမှုအဲ့ဒါဓမ္မဝိနည်းနဲ့မဆိုင်ပါဘူးခုနဦးစင်းဖေးလို့မှတင်တာအောက်မှာတယ်ဘာမှမဆိုင်ပါဘူးကြိုက်တဲ့အချိန်ခုနပြောတဲ့သူတို့ပြောတဲ့နေ့နောက်23ရက်17 2023တော့ကြည့်ပါဘာမှမတည်ဘူးရှယ်လည်းမရှယ်ဘူးလိုက်လည်းမပေးဘူးကောမန့်လည်းမရေးဘူးဘာကြောင့်လဲဆိုတော့ရဟန်းချင်းဖြစ်တော့တနာလို့ပါအခု66ခါကြီးနဲ့တရားစွဲမယ်ဆိုတော့အမှုဒီဖုံဖုံ Facebook ပေါ်မှာဒီဆရာတော်နဲ့အင်တာဗျူးထားတဲ့ဗီဒီယိုဖိုင်ကိုတင်တဲ့အတွက်ကြောင့်သူတို့က66ခါကြီးနဲ့ဆွဲမယ်လို့ပြောတဲ့ကိစ္စကိုဖုံဖုံဒီမှာလာဖြည့်ရှင်းခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းမှန်ပါသလားဗျာအဲ့လိုပြောရရင်သူတို့ဒီမှာပေါ်ပြတဲ့ထဲမှာလေသူတို့ဒီမှာတတ်မှတ်တဲ့ရက်တော့ဒီမှာရေးမထားဘူးပေါ့ဒါအများသိပြန်ကျင်ညာတယ်ဆိုတဲ့ထဲမှာပြောရညွန်ကြားချက်အရာဒါတရားဝင်မဝင်ရှင်းနေနာမည်ရေးုံနဲ့ပြောမရဘူးမှန်ဒိတ်ပါမယ်ဘယ်နည်းနည်းအစပြီးဒီမှာကိုလိုအပ်ချက်တွေအများကြီးအဲ့ဒါနဲ့ဆရာအောင်မြင်တို့ရေးယူထားဒီစာဖတ်ကြည့်ဘုန်းကြီးရဲ့ပြဿနာဖြစ်တဲ့ဘုန်းကြီးစာတွေဟာမသမာသူတချို့ကသူ့ပေါ်ဒီကဓမ္မဝိနည်းနဲ့ဝိနည်းတော်မှာလောက်ခွင့်ရှိတယ်အခုသူက66ခါကြီးနဲ့သူ့ပေါ်ညှိုးနှောင်းအောင်လုပ်တယ်ဆိုရင်ဓမ္မဝိနည်းပြည့်ရလားအဲ့လိုပဲဒီမှာရေးတဲ့စာတွေဟာကပ္ပိယတကာဆိုတာမရှိဘူးကပ္ပိယကာရကဓာယိကမဒါမှမဟုတ်ဓာယိကမအဲ့လိုရေးရမယ့်ဟာမျိုးမှာဒီမှာရက်မပေါဘူးဒါကဘာတော့ပါလဲဆိုတော့ယူဆဖော်ပြချက်မူလပိုင်ရှင်ခွင့်ပြုချက်ဆိုတော့ဓာတ်ပုံများတို့တည်းကဓာတ်ပုံတွေဗီဒီယိုတွေ
အဲ့ဒီလို့ရင်ပေါ့အတန်ပိုင်းများချက်မြတ်ကပုံများကိုယ်ပိုင်ပို့များတင်းချင်းသို့မဟုတ်ထိုးလို့ရေးသားခြင်းထပ်မှန်ရှယ်ခြင်းထပ်မလို့ဖို့နောက်ကြောင့်ထပ်မှန်ဖော်ပြခြင်းများဦးဇင်းအဲ့နောက်မလို့ဘူးလို့အဲ့ရှိဟာတွေကဦးဇင်းကအရှိပါတယ်ဒါပေမဲ့သူ့ကိုပုံကွေတိုက်ခိုက်တာမဟုတ်ပါဦးဇင်းရဲ့အကြောင်းကိုလာလို့တွေ့ဆုံနေဆွေးနွေးရတင်တယ်အဲ့ဒါပါပဲထပ်လည်းမလုပ်တဲ့အတွက်ကြိုက်တဲ့ဥပဒေနဲ့ဦးဇင်းက Facebook ကိုမဖြတ်ဘူး ရင်ဆိုင်ဖို့အတင်ပါပဲ အဲ့တော့ ပြီးတော့မယ် ဟုတ်ပြီ ဆက်ပြော အဆိုတော့ဦးဇင်းမကပြပသားလှုပ်ထားပါတယ်အခုလည်း yes ကောင်ကိုတွားအောင်ပါပါဆရာတော်စီကိုလည်းတွားပြီးတော့ဩဝါဒခံယူပါပါဒီပြောဒီမှာစောင့်ပါတယ်ဗါတဲ့သူတွေရှင်းပြပါတယ်အခုလူတွေမကြမ်းမှပြန်လာပါတယ်အခုပြန်တော့အားလုံးပြန်မယ်ပေါ့ဟုတ် ကျေးဇူးပါဗျာဦးတင်ပါပြီ